ဒါတော့ကျွန်တော်ယောက်ျားကိုသားကြီးခေါ်ဥတင်မင်းထွေးကိုမတင်ဖြင်းကားနဲ့ကြိတ်တက်ခဲ့တဲ့ဘီရင်စရာကေဇော်ဟိန်းရဲ့ဆိုင်းဘုတ်ပါကျွန်တော်ကသူများကြီးလို့ဓာတ်ပုံလေးနဲ့လည်းတွဲပြီးတော့မတင်တတ်လို့ပါဒါတော့သူများအကူအညီနဲ့ကျွန်တော်တင်ရတာပါဘူးမှလည်းလုပ်ပေးပေါ်မရှိပါဘူးအသက်ခံရတဲ့နေရာလည်းဘယ်သူမှကယ်မဲ့လူမရှိပါဘူးကျွန်တော်ရောက်သွားကံမှနှုံးမဆိုရင်ဘယ်သူတက်လို့တတ်မှန်းတော့သိမှာမဟုတ်ပါဘူးကျွန်တော်ကအစမှမရောက်သွားပါဘူးသူများအော်ရန်ကြားလို့အိမ်ထဲကနေပြေးထွက်တဲ့အချိန်မှာနောက်ဆုံးတစ်ချိန်ကြိတ်တဲ့အချိန်မှာကျွန်တော်ရောက်သွားတာပါဒီမှာဘေးရင်စရာကေဇော်ဟိန်းရဲ့ဓာတ်ပုံမှာဟမှာကျွန်တော်အခုလေးနဲ့ပုံသွားထုတ်ပြီးတော့ဒါတင်ထားတာပါကျွန်တော်ဘာမှမလုပ်တတ်ပါဘူးဒါတောင်သူများကူညီပေးလို့ပါဟမှာဓာတ်ပုံလေးနဲ့တွဲပြီးတော့တင်ပါဆိုလို့ဟမှာအခုလေးနဲ့သွားပြီးတော့ထုတ်ခဲ့တဲ့ပုံတွေပါဟမှာကျွန်တော်ကူညီပေးကြပါကျွန်တော်ယောက်ျားမတရားအသက်ခံရတာပါဝိုင်းပြီးတော့ကူညီပေးကြပါဗျ